ကျွန်တော်အထက်တန်းကျောင်း17တန်းလောက်တုန်းကကျွန်တော်အမြဲတမ်းစိတ်ဝင်စားနေခဲ့တဲ့မိန်းကလေးတစ်ယောက်ရှိတယ်ဗျ။သူ့နာမည်က Sienna Rollins သူ့မှာတခြားလူတွေနဲ့မတူတဲ့ဆွဲဆောင်မှုတစ်ခုရှိတယ်ဗျ။အဲ့ဒါကိုရှင်းပြဖို့တော့နည်းနည်းခက်တယ်။ဒါပေမဲ့ကျွန်တော်အတတ်နိုင်ဆုံးစူးစမ်းကြည့်မယ်။သူကတကယ်ကိုလှပါတယ်။ဒါပေမဲ့အဲ့ဒီထက်ပိုရာတစ်ခုရှိသေးတယ်။သူ့မှာဘလို့မှအဖြေရှာလို့မရတဲ့လျှော့ဝှက်ချက်တစ်ခုရှိနေတယ်လို့ပဲ။တာမန်လာတဲ့မိန်းကလေးတယောက်မှရှိတတ်တဲ့အလားမျိုးမဟုတ်ဘူးဗျ။သူကနာမည်ကြီးတဲ့အထက်မှာမပါဘူးပြီးတော့ယောက်ျားလေးတွေရောမိန်းကလေးတွေရောကသူ့ကိုကြည့်ပြီးနည်းနည်းတော့ကြောက်နေကြသလိုပဲသူကဖော်ဖော်ရွရွမရှိဘူးပြောင်းလဲမပြဘူးလူအများစုကတော့သူ့ကိုထူးဆန်းတဲ့လူလိုပဲတတ်မှတ်ထားကြတာဒါပေမဲ့ကျွန်တော်ကတော့အဲ့လိုမထင်ဘူးဗျသူ့ရဲ့ထူးခြားမှုကိုကျွန်တော်ကစိတ်ဝင်စားနေတာသူ့ကိုမျက်လုံးချင်းစုံလိုက်မိရင်ကျွန်တော်တောင်းခဲသွားတာပဲရုတ်တရက်အေးဆက်တဲ့အခန်းထဲကိုရောက်သွားသလိုမျိုးဒါမှမဟုတ်လေပြင်းတစ်ချက်အတိုက်ခံလိုက်သလိုမျိုးဗျသူကကျွန်တော်ကိုနှင်းတွေနဲ့တတိယစေတယ်ဗျနှင်းတွေကျလာတဲ့အခါပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားသလိုမျိုးကိုယ့်ရဲ့အတွေးတွေကိုတော့မကြားရတော့တဲ့အထီးပဲသူ့မှာအဲ့ဒီလိုအရေးကြီးမျိုးရှိတယ်ဒါပေမဲ့အဲ့ဒါကိုကျွန်တော်တယောက်တည်းပဲသတိထားမိတာတခြားလူတွေကတော့သူကစကားမပြောဘဲတယောက်တည်းနေတယ်လို့ထူးဆန်းတယ်လို့ပဲထင်ကြတာပေါ့ဒါပေမဲ့ကျွန်တော်ကတော့သူဘာတွေတွေးနေမလဲဆိုတာကိုအယမ်းသိချင်နေတာအဲ့ဒီတုန်းကကျွန်တော်ကဆယ်ကျော်တဲ့လူငယ်ယူခွင့်ရင်ဝတ္ထုတွေကိုအများကြီးဖတ်နေတဲ့အချိန်ဆိုတော့အဲ့ဒါကြောင့်လည်းပါမှာပေါ့ကျွန်တော်အဲ့ဒီတုန်းကစာတွေလည်းအများကြီးရေးဖြစ်တယ်ဗျကျွန်တော်ရေးနေတဲ့ဝတ္ထုတွေကဇက်ကောင်တယောက်ရဲ့နာမည်ကိုတောင်စီယန်နာလို့ပေးထားတာကျွန်တော်သူ့ကိုဆွဲလာနေတာလို့ပြောလို့ရပါတယ်ဒါပေမဲ့အဲ့ဒီနာမည်ကိုလည်းကျွန်တော်ကကြိုက်တာကိုတနေ့တော့ကျွန်တော်တငယ်ချင်း George နဲ့အတူလေကားကနေတက်လာရင်အဲ့ဒီဝတ္ထုအကြောင်းပြောဖြစ်ကြတယ်George ကဇက်ကောင်လေးရဲ့နာမည်ကဘာတူလဲလို့မေးတာပေါ့အဲ့ဒါနဲ့ကျွန်တော်ကစီယန်နာလို့ပြောလိုက်တဲ့အချိန်မှာပဲတောင်းကနေဘာတူထွက်လာလဲဆိုတော့တကယ်စီယန်နာဗျသူကသူ့တငယ်ချင်းတယောက်နဲ့လမ်းလျှောက်လာနေတာသူကကျွန်တော်ကိုကြည့်ပြီးပြုံးစီစီနဲ့အေးလေမင်းကငါ့ကိုချစ်နေတာကိုဒါမှမဟုတ်အဲ့ဒီလိုမျိုးတစ်ခုခုပေါ့လို့ပြောလိုက်တာဗျကျွန်တော်တော့တကယ်ကိုရှက်သွားတာပဲ George ကလည်းဘေးကနေရည်နေတော့ပိုဆိုးတာပေါ့သူကတော့ကျွန်တော်ကိုကြော်ပြီးလမ်းလျှောက်သွားပြီးစကားဆက်ပြောဖို့လဲစိတ်ဝင်စားမှုမရဘူးအဲ့ဒီအချိန်မှာကျွန်တော်ဘာစိတ်ပေါက်သွားလဲမသိဘူးဗျအဲ့ဒီနေရာမှာတဲ့သူ့ကိုအပြင်သွားဖို့လှမ်းခေါ်လိုက်မိတာအဲ့ဒါကသူ့ကိုရပ်သွားစေတယ်ပြီးတော့သူ့ရဲ့နာမည်ကျော်အေးဆက်ဆက်အကြည့်ကြီးနဲ့ကျွန်တော်ကိုစိုက်ကြည့်တယ်ဗျသူစကားပြောစရာတော့မလိုဘူးသူမျက်လုံးလေးကပဲအကုန်ပြောနေတာမင်းကငါ့ကိုဒီလိုမျိုးမေးရတဲ့ပေါ့လीဆိုတဲ့အကြည့်မျိုးဗျဒါပေမဲ့သူကကျွန်တော်ကိုအံ့ဩသွားအောင်လုပ်ခဲ့တယ်ဗျသူကသဘောတူလိုက်ပြီးသူ့ဖုန်းနံပါတ်ကိုပေးခဲ့သွားတာဗျပြီးတော့သူ message ပို့လိုက်မယ်ဆိုပြီးထွက်သွားတယ်ကျွန်တော်ကိုပြန်ပြောဖို့တော့အချိန်မပေးဘူးကျွန်တော်တော့တကယ်ကိုအံ့ဩသွားတာပေါ့ဒါပေမဲ့အဲ့ဒီလိုနဲ့ပဲကျွန်တော်လများစွာဆွဲလန်းနေခဲ့တဲ့မိန်းကလေးနဲ့အတူတောထဲမှာ lunch လောက်ထွက်ရတာဖြတ်သွားတာပေါ့အဲ့ဒီခရီးစဉ်ကကျွန်တော်အကြံမဟုတ်ဘူးသူကိုယ်တိုင်စီစဉ်တာသူကအကုန်လုံးကိုစီစဉ်တယ်ကျွန်တော်ကတော့သူခိုင်းသမျှအတိုင်းလိုက်လုပ်ရတာပဲကျွန်တော်ကလည်းအဲ့ဒါကိုသဘောကျနေတာကိုကဲအဲ့ဒီလိုနဲ့ပိညက်ကိုရောက်သွားတယ်စီယနာကသူရွေးထားတဲ့လမ်းကြောင်းစီကိုကားမောင်းသွားတာပေါ့ကျွန်တော်လည်းအဲ့ဒီနေရာကိုတခါမှမရောက်ဘူးကျွန်တော်တီးတဲ့လူတွေထဲမှာလည်းရောက်ဖူးတယ်လို့မရှိဘူးကားမောင်းရတာ45မိနစ်လောက်ခံကြတယ်ဒါပေမဲ့ကျွန်တော်စိတ်ထဲမှာတော့မိနစ်10လောက်ပဲခံစားရတယ်ဗျကျွန်တော်ကအယမ်းရင်ခုန်နေတာကိုစီယနာကဗရင်ဘောက်ကိုဖွင့်ထားပြီးသူ့ဖုန်းထဲကသချင်းတွေကိုဖွင့်ထားတယ်ကျွန်တော်တခါမှမကြားဘူးတဲ့သချင်းတွေပေါ့ကျွန်တော်တို့တောင်ကြီးကကြောက်ခဲတွေရှိတဲ့ကားမတ်တောင်လေးကိုရောက်ခဲ့ကြတယ်အဲ့ဒီမှာတခြားကား20လောက်ပဲရှိတယ်စီယနာကတော့ဘာမှစဉ်းစားမနေဘူးသူကတန်းပြီးလမ်းလျှောက်သွားတယ်ကျွန်တော်ကလည်းနောက်ကနေလိုက်သွားတာပေါ့ပထမမိနစ်20လောက်ကတော့တကယ်ကိုအဆင်ပြေတယ်ဗျစီယနာကကျောင်းမှာထပ်ပို့ပြီးစကားပြောတယ်တကယ်တမ်းသူကတိတ်ပြီးစကားပြောတယ်လို့မဟုတ်ဘူးဒါပေမဲ့သူ့အထက်ကတော့ဒါပဲအများကြီးပဲသူကကျွန်တော်ရေးနေတဲ့ဝတ္ထုအကြောင်းမေးတယ်ကျွန်တော်လည်းနည်းနည်းလို့ရှံပြီးအတက်နိုင်ဆုံးဦးကြောင်းမထီအောင်ပြန်ပြောပြတာလမ်းကတခီးခီးနဲ့ကျင်းလာပြီးတစ်ပင်တွေကလည်းပိုစိတ်လာတယ်ဗျကျွန်တော်တို့ကားမှာတောင်းကန်နေထွက်လာကြတဲ့ကတခြားလူတယောက်မှမတွေ့သေးဘူးတနေရာရောက်တော့လမ်းကနှစ်ခွထစ်နေတယ်ဗျကျွန်တော်ကစီယန်နာကိုဘဲဘတ်ကိုသွားမလဲလို့မေးတော့သူကဘဲဘတ်ကိုတန်းပြီးညွန်ပြတယ်ဗျကျွန်တော်ကသူ့အရင်ကရောက်ဖူးလားလို့မေးတော့သူကမရောက်ဖူးဘူးတဲ့အဲ့ဒါကနည်းနည်းတော့ထူးဆန်းတယ်ဗျသူကအရာရာတစ်ခုလုံးကိုတေးသေးချာချာဆုံးဖြတ်နေတာဆိုတော့လေဒါပေမဲ့ကျွန်တော်ဘာမှမပြောမိဘူးဘဲဘတ်လမ်းကတော့လူသွားတာနဲပုံရတယ်
တေးသေးချာချာမရှင်းလင်းထားဘူးဗျကျွန်တော်ကတော့လမ်းမနေပြီလားလို့တွေးနေမိတာလားမသိဘူးရုတ်တရက်အနောက်ကနေစီရန်နာရဲ့ခြေတံကိုမချားတော့တာကိုသတိထားမိလိုက်တယ်လမ်းကအရန်ကျင်းနေတော့ကျွန်တော်တို့ကတယောက်ပြီးတယောက်လမ်းရှောင်နေကြတာလေသူကကျွန်တော်ကိုရှေ့ကသွားခိုင်းထားတာဒါပေမဲ့ကျွန်တော်နောက်လဲကြည့်လိုက်တဲ့အချိန်မှာတော့သူမရှိတော့ဘူးဗျကျွန်တော်အနောက်ကလမ်းကလုံးဝအလွတ်ကြီးမယ်ကျွန်တော်သူ့နာမည်ကိုလှမ်းအော်ခေါ်ပြီးမယ်ဘာအဖြေမှပြန်မရဘူးကျွန်တော်လဲဇဝေဇဝါဖြစ်သွားပြီးလာခဲ့တဲ့လမ်းအတိုင်းပြန်ရှောင်သွားခဲ့တယ်လမ်းနှစ်ခွစီကိုပြန်ရောက်သွားပြီးမယ်သူအဲ့ဒီမှာမရှိဘူးဗျကျွန်တော်ထင်လိုက်တာကသူအပေါ်ပါသွားခြင်းလို့ကျွန်တော်ကိုမသိအောင်ခဏဖယ်သွားတာဖြစ်မှာပါလို့ပေါ့အဲ့ဒါကလည်းဖြစ်နိုင်တဲ့အကြောင်းပြချက်ပဲဒါပေမဲ့ကျွန်တော်ပတ်လဲကိုရှာကြည့်လိုက်တော့လေသူသွားเสียလမ်းခွဲမရှိဘူးသူကဘလမ်းကိုစမ်းကြည့်ဖို့ဆုံးဖြတ်လိုက်တယ်အန်အောဖို့ကောင်းတာကအဲ့ဒီဘက်ကပို့ပြီးတော့ခြုံနယ်တွေထူထပ်နေတဲ့တယ်လမ်းလျှောက်လီတကယ်လမ်းနဲ့မတူတော့လီပဲဗျာကျွန်တော်ကတော့ဦးချောင်းနဲ့သူ့နာမည်ကိုလမ်းអော်နေမိတာပေါ့ဒါပေမဲ့ဘာမှလုပ်လို့မရဘူးလေသူကကျွန်တော်ကိုဘာလို့ထားခဲ့ရတာလဲဆိုတာစဉ်းစားလို့မရအောင်အဲ့ဒါကြောင့်ဒါကအမားတစ်ခုခုဖြစ်မှာပါလို့ပဲတွေးနေမိတာတနေရာရောက်တော့ကျွန်တော်ရဲ့ဘဲဘတောနဲ့ထဲကနေတစ်ကိုင်းကျိုးတန်ကြားလိုက်ရတယ်ဗျာကျွန်တော်လမ်းကြည့်လိုက်တော့တခုခုလှုပ်ရှားသွားတာကိုမြင်လိုက်ရတယ်တစ်ပင်အကြီးကြီးတစ်ခုရဲ့အနောက်မှာတခုခုပုံးနေတယ်လို့ပဲကျွန်တော်ချက်ချင်းသိလိုက်ပြီးစီယနာကျွန်တော်ကိုနှောက်နေတာပဲပေါ့အဲ့ဒါကသူ့ရဲ့ပုံစံမျိုးပဲလीအဲ့ဒါနဲ့ကျွန်တော်ကသူ့ကိုရှားတွေ့ပြီလို့ထင်ပြီးအဲ့ဒီတစ်ပင်စီကိုပြေးသွားဟဲတာဗျာဒါပေမဲ့ကျွန်တော်အဲ့ဒီနေရာကိုရောက်သွားတဲ့အချိန်မှာတော့အဲ့ဒါကစီယနာမဟုတ်ဘူးဗျအဲ့ဒါကလူကြီးတစ်ယောက်ဗျာကျွန်တော်တကယ်ကိုထိတ်လန့်သွားတယ်ဒါပေမဲ့နောက်ကျသွားပြီကျွန်တော်ကအဲ့ဒီအရက်ရှည်ရှည်အသက်လက်ပိုင်လူကြီးနဲ့လက်တကန်းအကွာမှာရောက်နေပြီဗျာသူကတော့နည်းနည်းလေးတောင်ကြောက်ပုံမရအောင်ကျွန်တော်ကတော့ကြောက်လုံးလုံးအနောက်ကိုခြေလမ်းအနှဲနဲ့ဆွတ်လိုက်မိတယ်သူကတော့ကျွန်တော်ကိုစိုက်ကြည့်နေတော့ပဲသူဘာမှမပြောခင်မှာပဲကျွန်တော်ကကျွန်တော်တငယ်ချင်းကိုရှာနေတာပါလို့ပြက်ပြားတလဲပြောလိုက်မိတယ်အခုပြန်စဉ်းစားကြည့်ရင်တော့အဲ့ဒါကဘာမှအတုံးမကျတဲ့စကားပဲဗျသူကတော့ဂယုမဆိုင်ပုံမရအောင်ကျွန်တော်စီကိုရှောက်လာတယ်ဗျအဲ့ဒါနဲ့ကျွန်တော်လည်းနောက်လှည့်ပြီးလမ်းမကြီးစီကိုအမြန်ရှောက်သွားခဲ့တယ်မပြေးမိအောင်တော့ထိန်းထားတာပေါ့ဒါပေမဲ့အဲ့ဒီအချိန်မှာကျွန်တော်ရဲ့ညာဘက်ကနေနောက်ထပ်အတန်တစ်ခုကြားလိုက်ရပြန်ရောဗျကျွန်တော်လိုင်းကြည့်လိုက်တော့နောက်ထပ်လူတစ်ယောက်တောထဲမှာလှရှားနေတာကိုတွေ့လိုက်ရတယ်အဲ့ဒီဒုတိယလူကပုံတော့မပုံဘူးဗျသူကလူမြင်ကွင်းမှာပဲရက်ပြီးကျွန်တော်ကိုစောင့်ကြည့်နေတာသူ့လက်ထဲမှာလည်းတစ်ကိုက်အကြီးကြီးတစ်ခုကိုကင်ထားတယ်ဗျအဲ့ဒီမှာကျွန်တော်လုံးဝပြေးတော့တာပဲအဲ့ဒီဒုတိယလူကလမ်းမကြီးကိုပြန်သွားမဲ့လမ်းကိုပိတ်ထားတာဗျအဲ့ဒါနဲ့ကျွန်တော်လည်းဘယ်ဘက်ကိုသွားနေမှမသိဘူးတောထဲကိုပဲဇွတ်ပြေးတော့တာပေါ့တခြားလမ်းကြောင်းတစ်ခုခုရှိမလားလို့မျှော်လင့်ပြီးတော့ပေါ့ကျွန်တော်စော့ပြေးတာနဲ့အဲ့ဒီလူနှလုံးကကျွန်တော်နောက်ကိုလိုက်ပြေးကြတော့တာပဲသူတို့တိတ်တိတ်လေးလိုက်နေတာမဟုတ်တော့ဘူးအတန်တွေပြေးပြီးလိုက်လာတာဗျကျွန်တော်စက္ကန့်အနည်းငယ်လောက်ပြေးပြီးတဲ့နောက်မှာတော့တောကအရန်စိန်နေလို့ပြေးရတာခက်လာတယ်ဗျကျွန်တော်ဘာမှမလုပ်နိုင်ခင်မှာပဲတခုခုကကျွန်တော်ခြေချင်းဘက်ကိုလမ်းဆွဲလိုက်လို့ကျွန်တော်မောက်ရက်လဲသွားတယ်ဗျအဲ့ဒါကဟိုပထမလူပဲသူကကျွန်တော်ကိုဖိထားဖို့ကြိုးစားနေတာကျွန်တော်ကတော့အော်ဟစ်ပြီးကန်ကြောက်နေတာပေါ့ကန်ကွမ်းလို့ပဲသူ့လက်ထဲကနေ run ထွက်နိုင်ခဲ့တယ်ဗျကျွန်တော်ချက်ချင်းပြန်ထပြီးဆက်ပြေးတော့တာပဲအဲ့ဒီအချိန်မှာကျွန်တော်ပါဇက်ထဲမှာသွေးတွေပြည့်နေပြီဗျသူတို့ကျွန်တော်နောက်ကိုဆက်လိုက်လာလားမလိုက်လာလားကျွန်တော်မသိတော့ဘူးဂယုလိုက်လည်းမဆိုင်နိုင်တော့ဘူးလမ်းမကြီးကိုပြန်တွေးတဲ့အထိပြေးခဲ့တယ်ပြီးတော့ကားမတန်းအထိရောက်အောင်ဆက်ပြေးခဲ့တာပေါ့ကားမတန်းကိုရောက်တဲ့အချိန်မှာတော့စီယနာကားကအဲ့ဒီမှာရှိနေတော့မယ်ဗျဒါပေမဲ့တခြားကားနှစ်စီးကတော့မရှိတော့ဘူးစီယနာကိုလည်းဘယ်မှမတွေ့ရဘူးဗျအဲ့ဒါကကျွန်တော်ကိုပိုပြီးကြောက်သွားစေတယ်ဗျဟိုလူနှစ်ယောက်ကစီယနာကိုဖမ်းသွားပြီလားသူဒုက္ခရောက်နေပြီလားလို့တွေးမိတာပေါ့ဘာလို့ရမှမသိဘူးဗျကျွန်တော်သူ့ဖုန်းက30ကြောင်လောက်ခေါ်တယ်သူကမကိုက်ဘူးဗျကျွန်တော်ရဲကိုဖုန်းဆက်မဲ့အချိန်မှာပဲသူကကျွန်တော်စီကို message ပို့လာတယ်ဗျမင်းဘယ်ရောက်သွားလာလဲတဲ့ကျွန်တော်ကပြန်စာရေးနေတော့မဲ့မောင်းကြည့်လိုက်တော့သူကတစ်ပင်တန်းနေကြားတဲ့ကနေလမ်းချောင်းထွက်လာတာဗျတကယ်ကိုအေးအေးဆေးဆေးပဲကျွန်တော်ကသူ့ကိုအမြန်လာဖို့လမ်းអော်ပြောတယ်ဘာတွေဖြစ်ခဲ့တယ်ဆိုတာကိုရှင်းပြဖို့ကြိုးစားနေလားဒါပေမဲ့သူကတော့နည်းနည်းလေးတော့တုံလို့ပုံမရဘူးဗျကျွန်တော်ကနောက်နေတာမဟုတ်ဘူးလို့ပြောပေမဲ့သူကတော့စိတ်တို့နေတဲ့ပုံစံမျိုးပဲဗျဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ကားထဲကိုဝင်ပြီးအဲ့ဒီနေရာကနေထွက်လာခဲ့ကြတယ်ကျွန်တော်သူ့ကိုအကုန်ပြောပြခဲ့တယ်ဒါပေမဲ့သူကတော့ဘာမှမဖြစ်တယ်လို့ပဲဗျအဲ့ဒါကတကယ်ကိုယူချင်စရာကြီးပဲအဲ့ဒီမှာနဲ့ကျွန်တော်ကသူ့ဘဲရောက်သွားတယ်ဆိုတာကိုအတင်းမေးလိုက်မိတယ်သူကတော့ကျွန်တော်ကိုထားခဲ့ပြီးရှေ့ကိုသွားလိုက်ပြီးထင်လို့သူကကျွန်တော်ကိုလိုက်ရှာနေတာပါတယ်ဗျအဲ့ဒါကလိန်ညာနေတာဆိုတာကျွန်တော်သိတယ်ဘာလို့လဲဆိုတော့ကျွန်တော်လမ်းနှစ်ခုစီကိုပြန်သွားခဲ့တာလीသူအဲ့ဒီမှာရှိရင်ကျွန်တော်ဒေဂျာဘောက်တွေ့မှာအဲ့ဒီအချိန်မှာကျွန်တော်ခေါင်းထဲကိုအတွေးတစ်ခုဝဲလာတယ်ဗျ
သူကအဲ့ဒီလူနှလုံးနဲ့ပတ်သက်နေတာများလားလို့ပေါ့ဘလို့ပတ်သက်မှုလဲဆိုတာတော့ကျွန်တော်မသိဘူးဗျကားပြန်မောလာတဲ့45မိနစ်ကတော့ကျွန်တော်ဘဝမှာအကျန်းတက်ဆုံးအချိန်ပါပဲဗျကျွန်တော်သူ့ကိုကြည့်ပြီးစဉ်းစားနေမိတယ်ဒီလောက်အပြည့်အင်းစင်ပုံရတယ်ဘာမှမဖြစ်သလိုနေတတ်တဲ့မိန်းကလေးတယောက်ကဒီလောက်ရက်ဆက်တဲ့နှလုံးမသားမရှိတဲ့ကလေးမျိုးကိုလုံနိုင်မလားလို့တကယ်တော့အဖြေကတော့လုံနိုင်တာပေါ့ဗျာ